အခုဒီကုန်းပေါ်ကိုပြေးတက်လာတဲ့သူကတော့စာရေးဆရာခွန်ကတော့ဖြစ်ပါတယ်။သူကအသက်62နှစ်ရှိပြီးမနက်တိုင်းဒီအတော့ကကုန်းပေါ်ကိုပြေးတက်ပြေးချင်းလုံနိုင်တဲ့သူ့ရဲ့ကျန်းမာရေးခံယူချက်ကိုကျွန်တော်မေးမြန်းမလို့နားဆောင်နေရပါခင်ဗျာ။မင်္ဂလာပါကို။မင်္ဂလာပါကို။အခုကနော်ကြီးတို့တူးနာခွင့်လို့မတော်ဘယ်လိုကြောင့်ဒီနေရာမှာနေကျင်လာဆိုတာပြောပြပေးပါလားကို။ဟောဒီမှာအိမ်နဲ့ညီရနောက်ပြီးတော့ရေးရောက်ဆိုချက်ချင်းပြန်လို့ရတယ်။အဲဒီမှာဖက်ကလေးချုပ်ပြီးတော့ကျွန်တော်ကအကျော်စော့တာ၄တင်9ရေပိုင်းလုပ်လို့ရတယ်။ဒါ၄တင်9လုပ်လို့ရတယ်ဖက်ကလေးချုပ်ပြီးတော့လေ။ဒါပြီးတော့ဘိတ်တက်မှာပြီးတော့အားဆိုင်ပြီးတော့ခြေလဲတစ်တောင်းလဲရှောက်ရမလို့တော့ဘူး။အခုကဖိနေမှာတစ်ပင်းနေတာလေးနေတော့အောက်ဆီဂျင်ကိုနီးနီးကအပြေးဝရှူလို့ရ။แล้วဒီနေရာမှာပြေးတာဖြစ်တာဟုတ်တယ်နော်ကိုဒီကတကယ်နေရာကောင်းမယ်နော်ဟုတ်တယ်ကိုကျမ်းမာပြီးတက်ရှိသေးမဲ့လီတန်းလေးရှိကိုပြပေးပါလားဩဒါလားနံပါတ်6ချက်ရှိတော့ဗျာ6ချက်ကထားလိုက်ပေါ့နံပါတ်1ချက်ကအဲ့ဒါအေးဝအိမ်ပါဘာလို့လဲဆိုတော့အစ်စက်ကြီးဆိုတာလူငယ်တိရစ္ဆာန်တွေအတွက်သဘာဝတရားကြီးကပေးထားတဲ့အကောင်းဆုံးအားစိမ်းနဲ့အကောင်းဆုံးကြိုက်ခဲပြောက်သေးဖြစ်ပါတယ်ဒါကြောင့်မို့လို့ခုနကောင်းတဲ့ဆေးရမရှိတဲ့အတွက်အေးဝအိမ်ပါဘယ်နှစ်ကဘယ်တန်ရှင်းကိုဂိမ်းဆိုင်ပါယောဂတော်များများပါဇက်ထဲကနေပြီးတော့ပေါ်သွားလာတာဖြစ်တဲ့အတွက်ဂရင်းတန်ရှင်းကိုဂိမ်းဆိုင်တဲ့တနေ့ကိုတွန်းနှစ်ကြိမ်တိုက်တဲ့အခါမှာခက်ကြကြလေးတိုက်ရဒါပေမဲ့၃ချက်ကအခုလိုငလခင်းနေအောင်ကြီးကိုအနည်းဆုံး15မိနစ်လောက်ရအောင်ဈေးဘူးကလုံပေးပါအဲ့မနက်ခင်းနေအောင်ကြီးကသူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဇီဝအခြေကိုပြန်ညှိပေးတယ်ပြန်ညှိပေးတဲ့အတွက်ငါအိတ်ခါနေကြလို့ဆိုရင်သူကမယ်လာတိုနင်ဟော်မုန်းတွေကထွက်လာပြီးတော့လူကအလိုလိုအိပ်ပျော်သွားနောက်ပြီးတော့မနက်ခင်းနေအောင်ကြီးကခန္ဓာကိုယ်ဗိုက်တာမင် D ဓာတ်ရတဲ့အတွက်သူကကင်ဆာနှလုံးရောဂါတဲ့တိုင်းမယောဂတွေနဲ့အယိုးဆွေးတဲ့ယောဂတွေတော့ကာကွယ်ပေးတယ်နောက်တစ်ခုကအသက်ကြီးလာရင်အမျိုးသားအမျိုးသမီးရောဖြစ်တတ်တဲ့ကြားဟော်မုန်းကြတဲ့ယောဂတွေလည်းတော့ကာဝယ်ပေးပါနောက်တစ်ချက်ကကြတော့စံနဲ့စီကိုရှော့စားဖဲနဲ့ကျက်ဥအသီးရွက်တွေကိုမြန်မြန်စားပေးပါအသီးနှံတွေဆိုတာကသစ်ပင်တွေကနေပြီးတော့တစ်ဆင့်ကျွန်တော်တို့ရှိကိုဆေးဝါးတွေကိုလက်ဆောင်ပေးနေတာဖြစ်ပါတယ်ဆက်ကြဝဠာကြီးထဲမှာစိန်နေရွှေရှိတဲ့ဂျိုတွေကအများကြီးရှိတယ်ဒါပေမဲ့သစ်ပင်တွေရှက်ပေါ်တဲ့ကောက်တဲ့ဂျိုကကျွန်တော်တို့ကဘာခုလို့ရှိတယ်ဒါကြောင့်မို့သစ်ပင်တွေကပေးတဲ့လက်ဆောင်ကိုလက်လို့မခံကြပါနဲ့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့နှလုံးကိုဝင်ဖက်ပါကျွန်တော်တို့ရဲ့နှလုံးကကျွန်တော်တို့ရိုးငင်တွေကနေပြီးကျွန်တော်တို့ခန္ဓာကိုယ်တော့သူကအလုတ်လုတ်ပေးနေတာဖြစ်ပါတယ်နှလုံးကနေပြီးတကူလုံးကိုဖြန့်ပေးတဲ့ကိုယ်ကြောတွေမှာအကုန်လုံးကတန့်ရှင်းပြီးတော့အပိတ်ဆိုမရှိဘူးဆိုလို့ရှိရင်ယောဂတော်တော်များများသူ့အလိုလိုပြန်ပြောက်သွား။ဒါကနှလုံးကိုဂုစိုက်ပါ။နောက်ပြီးတော့နှလုံးကလေမော်တော်ကားအင်ဂျင်နဲ့တူတယ်။ကားစီးကဂုံးပေါ်ကိုဆက်လာတဲ့အခါမှာအင်ဂျင်တန်ကြီးကတခါတည်းမနေ့ယုံပြီးတော့အတန်ကြီးကကြမ်းကြီးနဲ့တက်လာမယ်ဆိုတော့အင်ဂျင်မကောင်း။နောက်ပြီးတော့ဆက်နှိုးပြီးတော့ရက်ထားပြီးတော့ဘယ်မှမသွားတဲ့အချိန်မှာလည်းဆက်တန်နဲ့ကြမ်းနေမယ်ဆိုလို့ကအင်ဂျင်မကောင်းတဲ့လက်ဖက်။နှလုံးကလည်းအဲ့လိုပဲအားဆိုင်လုပ်တဲ့အလုပ်တွေမှာသူကလုပ်ပြစစ်ပြမောနေမယ်ဆိုလို့ရှိရင်နောက်ပြီးတော့ဘာမှမလုပ်ဘဲငြင်းလေးနေတဲ့အချိန်မှာလဲအားကိုစိတ်ကြီးကြောင်းဟိုကနှလုံးကိုငြင်းနေမယ်ဆိုရင်နှလုံးမကောင်းတဲ့လက္ခဏာပဲဒါကြောင့်မို့နှလုံးကိုဂင်းဆိုင်ပါအမောခန္ဓာကိုလည်းလေ့ကျင့်ထားရမယ်စလုံးမှာငြင်းနေအောင်လဲတရားအထုတ်တာတွေပါလုပ်ပေးရမယ်နော်နောက်တစ်ခုကလေနောက်တစ်ခုကတော့အမှုရစ်သေးလေးကိုပြောင်းလဲဖို့မသိမှန်းကျမ်းမာရေးလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်စာဖတ်တာပဲဖြစ်ဖြစ်တရားအထုတ်တာပဲဖြစ်ဖြစ်သူကပြင်းပြင်းကြီးအချိန်ယူပြီးတော့လေ့ကျင့်သွားတာပြောင်းလဲသွားတာဖြစ်ပါတယ်ဒါကြောင့်မို့အချိန်ယူပြီးတော့လေ့ကျင့်သွားလို့အချိန်ရလာပြီဆိုရင်သူကကောင်းကျိုးတွေပေးပြီးတော့ជីဝချမ်းသာခြင်းတွေကဆက်ထပ်ရပါတယ်ကိုယ့်ရဲ့လက်ဖွားမှာရှိတဲ့လက္ခဏာတွေတော့မှပြောင်းလဲသွားမယ်ဒါကြောင့်ကျမ်းမာရေးကိုဂရုစိုက်ပါဒါကုလို့ရတဲ့ကိစ္စလည်းဖြစ်ပါတယ်ဒါလူနဲ့ကိုမိသားစုအတိုင်းဝိုင်းမှာစိတ်ချမ်းသာကိုယ်ဆန်းတာမှုတွေကိုရနေပြီးတော့
စိတ်ချမ်းသာကိုယ်ချမ်းသာကိုယ်နဲ့ကိုယ်လူသားတွေမှာစိတ်ချမ်းသာကိုယ်ချမ်းသာရတယ်ပြီးတော့နောက်မျိုးစစ်အတွက်လည်းအရန်ကောင်းတဲ့ရောဂါကင်းတဲ့ DNA တွေကိုမျိုးစစ်ချနိုင်ပေးခဲ့တဲ့အတွက်ဒါလူအများကြီးအတွက်လူအများကြီးအတွက်လည်းအသက်ကြီးရရောက်ပါတယ်ဒါကြောင့်မို့လို့ကျမ်းမာရေးကိုခင်းဆိုင်ပါတကယ်လို့သာခုလိုရတယ်ဆိုတော့ဖွင့်ရင်းချက်တာမရှိဘူးဆိုလို့ရင်လူတွေကအသက်တရာနေတယ်ဘယ်လိုမှအဓိပ္ပာယ်ရှိမှာမဟုတ်ဘူးเนาะဘယ်နဲ့မိုးရင်းအဲ့ရနိုးလာလို့ရှိရင်အသက်မပါတယ်လို့တောင်းနဲ့ဖြစ်နေတယ်အဲဒါမို့အသက်ရှည်ကျမ်းမာခြင်းအဓိကကြီးပွားကိုပြောပါဆိုရင်မျောလင်းချက်ကောင်းထားဖို့ပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကိုကန်တို့ရဲ့မျှော်လင့်ချက်လေးကိုပြောပြပေးလို့ရမှာ ကျွန်တော်ရဲ့မျှော်လင့်ချက်ကတော့ကျွန်တော်နီးလေးနဲ့တူဘာမှပတ်ပြီးတော့လေးလာခီးတွေလျှောက်သွားဖို့ဟုတ်ပါတယ်ခင်ဗျာ ဟုတ်အခုလိုဖြစ်ပေးရတော့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအမျိုးသမီးမနှိုးခင်ဈေးဝယ်ပြီးတော့ဆက်ရပြောက်အောင်မယ်ဆိုလစ်တော့မယ်